ဒါနဆိုတာအလူကြီးပေးမှဒါနမဟုတ်ဘူးကိုယ်အိမ်လာတဲ့ဧည့်သည်ကိုတီခင်းအခန့်ကျွေးမွေးတာလဲဒါနပဲမိသားစုဘဝမှာလည်းပဲအေးစားပါစေဆိုပြီးတော့ချက်ပြုတ်ကျွေးတာလာလဲဒါနပဲအလုံးအဒါနကိုယ့်ရဲ့ရှိတဲ့တိရစ္ဆာန်တွေကိုလည်းညှော်လင်းချက်နဲ့ကျွေးတာမဟုတ်ဘဲနဲ့ဥပမာခွေးကြေးလို့ရှိရင်လာတဲ့လူကြိုက်ဖို့ဆိုပြီးကျွေးတာမျိုးမဟုတ်ဘူးသူစားပါစေဆိုတာကျွေးတာကြောင်ကျွေးရင်လည်းကြွက်ခုံနိုင်အောင်ဆိုရဲကျွေးတာမဟုတ်ဘူးသူကသူစားနေတော့မဲဆိုတဲ့အကျဉ်းတရားနဲ့ကျွေးတာဆိုရင်ဒါဒါနတွေပဲတရိษံလူတဲ့ဒါနဟာအစတရားအကျိုးပေးတယ်လို့ပြန်ဆက်ပြပြောအစတရားဆိုတာဟာနေရမှာမဟုတ်တာနော်ကိုကတစ်ခါလို့ရင်စတဲ့လူတွေကတော့ထင်လိုက်ပဲကိုတစ်ခါလို့ထားအစတရားမများလို့မလားဆိုမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုကိုလက်တွေ့ကြည့်တော့တရက်စီလေးတစ်စီးပဲဆိုင်တစ်စီးဆိုင်ရင်တရက်တီးကတစ်လုံးပဲတီးတင်တာပေါ့ဘယ်ဟုတ်မလဲတရက်စီတစ်စီးဆိုင်လိုက်တာနဲ့တရက်ပင်ကတီးလိုက်တာထောင်ချီဖြစ်နေအကျိုးစာအဲ့လိုတူပွားလာနော်တူပွားလာဇာနာကောင်းမှုကအဲ့ဒီတစ်ပင်ဆိုင်တာနဲ့အလားသဏ္ဍာန်တူတယ်ပေါ့ကိုယ်ဆိုင်တဲ့မှာတစ်စီးပဲဆိုင်တယ်သို့တော့ရလာတဲ့ fruition တွေ fruit အကျိုးတရားတွေကြတော့အမြောက်များစွာရတယ်